မင်းချမှတ်တဲ့ဆုံးဖြတ်ချက်တိုင်းမင်းလှုပ်ဆောင်တဲ့လုပ်ရတိုင်းနဲ့မင်းကြုံတွေ့ရတဲ့ရလဒ်တိုင်းကအချိန်ကြာလာတာနဲ့အမျှမင်းတည်ဆောက်ခဲ့တဲ့အလေးအကျင့်တွေကိုထင်ဟပ်နေပါတယ်စဉ်းစားစရာမလိုဘဲနဲ့မင်းအဆက်မပြတ်လှုပ်ဆောင်နေတဲ့အရာတွေကပဲမင်းအနာဂတ်ကိုအဆုံးဖြတ်ပြီးကောင်းမွန်တဲ့အလေးအကျင့်တွေကအောင်မြင်မှုစီကိုဦးတည်စေပြီးမြဲမကောင်းတဲ့အလေးအကျင့်တွေကတော့အောင်မြင်မှုကိုဖျက်ဆီးပစ်ပါလိမ့်မယ်သူတို့ကမင်းရဲ့စွမ်းရည်တွေကိုစုပ်ယူပါတယ်မင်းရဲ့အချိန်တွေကိုခိုးယူတယ်သူတို့ကမင်းကိုမှားယွင်းတဲ့ဥတီယာစီကိုဆွဲခေါ်သွားပြီးတော့လွတ်မြောက်ဖို့ပိုခက်ခဲလာစေပါတယ်သူတို့ကြာကြာတီးရှိလီလီပို့ပြီးတော့မှအားကောင်းလာလေပါပဲပြဿနာကတော့လူအများစုဟာသူတို့ရဲ့မကောင်းတဲ့အလေးအကျင့်တွေကသူတို့ကိုဘယ်လောက်အထိထိချုပ်ထားတယ်ဆိုတာကိုမသိကြတာပါပဲသူတို့ရဲ့စွမ်းအားကိုရှော့ထွက်ကြပါတယ်အခြေအနေတွေအရန်ဆိုးရွားလာရင်သူတို့ရက်လိုက်လို့ရတယ်လို့ယူဆကြပါတယ်ဒါပေမဲ့မကောင်းတဲ့အလေးအကျင့်တွေကရိုးရိုးလေးပျောက်ကွယ်သွားတာမျိုးမရှိပါဘူးစိတ်ဆန္ဒတစ်ခုတည်းနဲ့လည်းပျောက်ကွယ်မသွားပါဘူးသူတို့ကမင်းစိတ်ထဲမှာအမြင့်တွယ်နေပြီးတော့ထက်ခါလှုပ်ဆောင်မှုကြောင့်ပို့ပြီးတော့မှခိုင်းမှလာတယ်လို့နှစ်ပေါင်းများစွာလေ့ကျင့်မှုကြောင့်လည်းအားကောင်းလာပါတယ်မင်းကထိန်းချုပ်မှုမယူဘူးဆိုရင်သူတို့ကမင်းကိုထိန်းချုပ်သွားပါလိမ့်မယ်မကောင်းတဲ့အလေးအကျင့်တွေကပရိယာများပါတယ်သူတို့ကအစပိုင်းမှာအမြဲတမ်းပျက်စီးစေပုံမပေါ်ပါဘူးသူတို့ဟာသေးငယ်တဲ့ရွေးချယ်မှုတွေအန္တရာယ်ကင်းပုံရတဲ့လှုပ်ဆောင်မှုတွေခဏတာမှာကောင်းတယ်လို့ခံစားရတဲ့သေးငယ်တဲ့တာယာမှုလေးတွေအနေနဲ့စတင်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအရှိန်ရလာပါတယ်မင်းရဲ့ကိုယ်ပိုင်လက္ခဏာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်သူတို့ဟာချိုးဖျက်ဖို့ခက်ခဲတဲ့ပုံစံတွေကိုဖန်တီးပေးပါတယ်မင်းမသိလိုက်ခင်မှာပဲသူတို့ကမင်းဘဝကိုမင်းလုံးဝရည်ရွယ်ခဲ့ခြင်းမရှိတဲ့ပုံစံတစ်ခုအဖြစ်ပုံဖော်လိုက်ပါပြီအမှန်တရားကတော့မကောင်းတဲ့အလေးချင်းတွေကိုဖျက်ဆီးတယ်ဆိုတာရက်လိုက်ဖို့တသက်မဟုတ်ပါဘူးအစားထိုးဖို့ပါပဲဒါမင်းစိတ်ကိုပြန်ပြီးပြင်ဆင်တာမင်းပတ်ဝန်းကျင်ကိုပြောင်းလဲတာနဲ့မင်းကိုမင်းအောင်မြင်မှုအတွက်ပြင်ဆင်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မင်းကမင်းပန်းနိုင်လူရဲ့အဆင့်ကိုမြင့်မောင်းမလို့ဆောင်ပေးနေမင်းအလေးချင်းတွေရဲ့အဆင့်ကိုနှိမ့်ချသွားတယ်လို့ပါမင်းရဲ့လေးချင်းတွေခိုင်မာနေရင်အောင်မြင်မှုကအလိုအလျောက်ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့မင်းရဲ့လေးချင်းတွေကအားနေနေဘာဖြစ်နေတယ်ဆိုတာကိုမင်းသဘောမပေါက်ခင်ပါပဲမင်းကိုဖျက်ဆီးပြပါလိမ့်မယ်ဒါဆိုရင်မင်းဘယ်လိုလွတ်မြောက်မလဲဒီတန်တရားကိုဘယ်လိုရက်တက်မလဲမင်းရဲ့လေးချင်းတွေကမင်းကိုထိန်းချုပ်မသွားခင်မင်းဘယ်လိုထိန်းချုပ်မလဲမကောင်းတဲ့လေးချင်းတွေကမင်းကိုဖျက်ဆီးပြခြင်းမပြုဘူးချိုးပြဖို့အတွက်အဓိကနီလန်၅ခုရှိပါတယ်ဒါတွေအဖျက်ဆီးတတ်တဲ့အပြုအမူတွေကိုရက်တန့်စေုံသာမကပဲနဲ့မင်းကိုအာမြင်မှုစီတွန်းပို့မဲ့အားကောင်းတဲ့အလေးချင်းအသစ်တွေနဲ့အစားထိုးပေးမဲ့နီးပြွား၅ခုဖြစ်ပါတယ်ဒါတွေကအမြန်ဖြည့်ရှင်းနည်းတွေမဟုတ်ပါဘူးယာယီဖြည့်ရှင်းနည်းတွေမဟုတ်ပါဘူးသူတို့ကမင်းစိတ်ကိုပြန်လဲပြင်ဆင်ဖို့မင်းအပြုအမူကိုပြန်လဲပုံဖော်ဖို့နဲ့မင်းအနာဂတ်ကိုပြန်လဲတည်ဆောက်ဖို့ရည်ရွယ်ထားတဲ့ရည်ရှည်နီးပြွားတွေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အလေးချင်းတွေဘယ်လိုလုပ်တယ်ဆိုတာမင်းနားလည်သွားတာနဲ့ဒီပြိုင်နက်မင်းဘယ်တော့မှထပ်ပြီးတော့ပိတ်မိနေတယ်လို့ခံစားရတော့မှာမဟုတ်ပါဘူးဒီတော့မကောင်းတဲ့အလေးချင်းတွေကိုချိုးပြတ်ဖို့ပထမဆုံးနီးလန်းကတော့အရင်းမြစ်အကြောင်းရင်းကိုဖော်ထုတ်ခြင်းဖြစ်ပါတယ်လူအများစုဟာအလေးချင်းကိုကိုယ်တိုင်အာရုံစိုက်ပြီးရက်တန့်မှုကြိုးစားကြပြီမဲ့အပြုအမူကအပေါ်ယံမျှတာဖြစ်ပါတယ်ဒါဟာယောဂလက္ခဏာမျှတာဖြစ်ပါတယ်မင်းကပုံနှံနေအောင်မစင်းသွားဘူးဆိုရင်အလေးချင်းကိုဘာကမောင်းနေတယ်ဆိုတာနားမလည်ဘူးဆိုရင်မင်းဟာဒါကိုချိုးပြတ်ဖို့အမြဲတမ်းရုန်းကန်နေရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အလေးချင်းတွေဟာတီးခြားတီးရှိနေတာမဟုတ်ပါဘူး။သူတို့ကစိတ်ခံစားမှုတွေလှုံ့ဆော်ချက်တွေလှုပ်ရိုးလှုပ်စင်နေတဲ့အမြင့်တွယ်နေတဲ့ပုံစံတွေနဲ့ချိတ်ဆက်နေပါတယ်။မင်းအပြင်းထန်ရုန်းကန်နေရတဲ့အလေးချင်းတွေကိုစဉ်းစားကြည့်ပါ။အဲ့ဒါကအလုပ်ကိုနောက်ဆုတ်ပြီးလုပ်တာဖြစ်နိုင်တယ်။ကျမ်းမိုင်နဲ့မညီတဲ့အစားအသောက်တွေစားတာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ကိုအစိုးမြင်စကားပြောတာအချိန်ဖြုံးတာဒါမှမဟုတ်ရင်တာဝန်ဝတ္တရားတွေကိုရှောင်နေတာလည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ပါစေမင်းကိုမေးပါငါဘာလို့ဒီလိုလုပ်နေတာလဲဒီအလေးချင်းကိုဘာကလှုံ့ဆော်နေရလဲဒီအပြုမှုကိုငါဘာလို့ထက်ခါတက်ကလုပ်နေရတာလဲမကောင်းတဲ့လေးချင်းအများစုကရန်တမ်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။သူတို့ကပုံနှက်ဆိုင်တဲ့တကုတ်ရဲ့တုံ့ပြန်မှုတွေဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေပြင်းမှုတွေကြောက်ရွံ့မှုတွေမလုံခြုံမှုတွေဒီစိတ်ခံစားမှုတွေကတခြားအရာတွေထက်အပြုအမူကိုပို့ပြီးတော့မှမောင်းနေပါတယ်မင်းပြင်းလို့လောက်ကိုနောက်ဆုတ်တာမဟုတ်ပါဘူးမင်းမတတ်မသားခံစားရမှုကို
ရှောင်ရှားနေလို့အလုံနောက်ဆုတ်လိုက်တာပါဒါကြောင့်အလေးချင်းတစ်ခုကိုရက်တန့်ဖို့ရိုးရိုးလေးကြိုးစားတာကအလုံးမဖြစ်တာရှားပါလေမင်းရဲ့အနေငယ်ရက်တရပတ်အနေငယ်လောက်တောင်းခံနိုင်ပြီလေအခြေခံအကြောင်းရင်းကိုအသင်ဖယ်ရှားမပြစ်နိုင်အလေးချင်းကပြန်လာပါလိမ့်မယ်စိတ်ဆန္ဒတစ်ခုတည်းကမလုံလောက်ပါဘူးအဲ့ဒီအလေးချင်းကဖြည့်ဆည်းပေးနေတဲ့လိုအပ်ချက်ကိုမင်းအစားထိုးပေးရပါမယ်အလေးချင်းဖြစ်ပေါ်လာတဲ့အခါမှာဘယ်ချိန်လဲဆိုတာကိုအာရုံစိုက်ခြင်းဖြင့်စတင်ပါအဲ့ဒီမတိုင်ခင်မှာဘာတွေဖြစ်ပြနေသလဲမင်းဘယ်လိုခံစားနေရလဲမင်းဘယ်နေရာမှာရှိနေလဲမင်းဘယ်သူတွေနဲ့အတူရှိနေလဲမင်းပင်ပန်းနေသလားစိတ်ပြီးစည်းနေသလားပြင်းနေသလားပုံစံကိုမင်းသဘောပေါက်သွားတာနဲ့မင်းပြောင်းလဲဖို့စတင်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့မင်းလှုံ့ဆော်ချက်ကိုဖယ်ရှားလိုက်ရင်ဆန္ဒကိုပါဖယ်ရှားလိုက်တာပဲဖြစ်လို့ပါဒါပေမဲ့သတိရှိခြင်းကပထမအဆင့်သာဖြစ်ပါတယ်မင်းကပိုကောင်းတဲ့အစားထိုးမှုကိုလည်းရှာဖွေရမယ်အလေးကျင့်တိုင်းကရည်ရွယ်ချက်တစ်ခုခုကိုအထောက်အကူပြုနေလို့တည်ရှိနေရပါမကောင်းတဲ့အလေးကျင့်တွေတောင်မှပေါ့သူတို့ကတတောင့်တတဖြစ်စီတယ်လွတ်မြောက်စေတယ်တတရစေတယ်အစားထိုးခြင်းမရှိဘဲနဲ့အလေးကျင့်တစ်ခုကိုဖယ်ရှားဖို့မင်းကြိုးစားရင်မင်းစိတ်ကခုခံပါလိမ့်မယ်မင်းဟာတစ်ခုခုကိုရိုးရှင်းရှင်းဖယ်ရှားလို့မရပါဘူးမင်းလမ်းကြောင်းပြောင်းပေးရပါမယ်စိတ်ပိစည်းမှုကမင်းရဲ့မကောင်းတဲ့အလေးကျင့်ကိုလှုံ့ဆော်နေတယ်ဆိုရင်အဲ့ဒီအစားဘာလုပ်နိုင်မလဲပြင်းမှုကအကြောင်းရင်းဆိုရင်အဲ့ဒီအချိန်တွေကိုအကျိုးရှိရှိနဲ့ဘယ်လိုဖြည့်ဆည်းနိုင်မလဲမလုံးကြုံစိတ်ကမင်းရဲ့ပြုမှုကိုမောင်းနေနေတယ်ဆိုရင်ဖြည့်ဆည်းတဲ့အရာတွေမပါဝင်ဘဲနဲ့ကိုယုံကြည်မှုရှိအောင်ဘယ်လိုတည်ဆောက်နိုင်မလဲပန်းတိုင်ကတော့မင်းစိတ်ကိုပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပေးဖို့ပဲဖြစ်ပါတယ်အဲ့ဒီလိုအပ်ချက်ကအနုလက္ခဏာဆောင်တဲ့ကျိုးဆက်တွေမရှိပဲဖြည့်ဆည်းပေးမဲ့ရွေးချယ်မှုပါဥပမာအားဖြင့်မင်းစိတ်ပြီးစည်းနေချိန်မှာချမ်းမိုင်နဲ့မညီညွတ်တဲ့အစားအစာတွေကိုစားလိုက်ဖို့အတွက်လက်လန်းမိတယ်ဆိုရင်ဒါကိုလှုပ်ရှားမှုတစ်ခုနဲ့အစားထိုးလိုက်ပါလက်လျှောက်တတ်ပါကိုယ်လည်းလှုပ်ရှားပါကိုယ်လည်းနဲ့ဆိုင်တဲ့တစ်ခုခုကိုလှုပ်ပါစိတ်ပြီးစည်းမှုကြောင့်မို့လို့အလုပ်ကိုနောက်ဆုတ်ပြီးလှုပ်တာမျိုးခံစားရရင်လုပ်ငန်းကိုသိငယ်တဲ့အဆင့်တွေဖြစ်ပိုင်းဖြတ်ပြီးတော့9မိနစ်လောက်ကအချိန်တိုင်းကိုတတ်မှတ်ပါဆရာတသက်မှုမရှိလို့အာယုံပြောင်းလဲမှုတွေနဲ့ချင်းဖြုံးနေတယ်ဆိုရင်အာယုံစုတဲ့ဖို့ပုံမလွယ်ကူစီမဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါနောက်ဆုံးရတတ်မှတ်ပါတွေးဆောင်မှုတွေကိုဖယ်ရှားပါတောင်းခံမှုထည့်ပါရိုးလေးနဲ့ငါသားကိုရက်သွင်းပြီးလို့ပြောရုံနဲ့မလုံလောက်ပါဘူးမင်းလမ်းကြောင်းတစ်ခုကိုဖန်တီးရမယ်မင်းကိုယ်တိုင်အတွက်ရည်ရွယ်ချက်ရှိတုံ့ပြန်မှုတစ်ခုမင်းပန်းနိုင်နေတဲ့ကိုက်ညီတဲ့တုံ့ပြန်မှုတစ်ခုမင်းကိုအားနည်းစေမဲ့အစားအားကောင်းစေမဲ့တုံ့ပြန်မှုတစ်ခုကိုမင်းပေးရပါမယ်ဒီနေရာမှာလူများစုလေးလူစုထားတဲ့အမှန်တရားကတော့အလေးချက်တစ်ခုကိုချိုးပြတာကပြည့်စုံခြင်းမဟုတ်ဘဲနဲ့တည်ငြိမ်မှုပဲဖြစ်ပါတယ်မင်းလွဲချော်တာတွေရှိလာပါလိမ့်မယ်မင်းအရင်ပုံစံဟောင်းတွေပြန်ကျသွားပါလိမ့်မယ်ဒါပေမဲ့ပန်းနိုင်ကဘယ်တော့မှအမားမလုပ်ဖို့မဟုတ်ပါဘူးပန်းနိုင်ကကိုပုံမြန်ဖမ်းမိပြီးတော့ချက်ချင်းလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ပဲဖြစ်ပါတယ်လူအများစုကြာရှုံးရခြင်းအမားတစ်ခုကသူတို့လုံးဝကြာရှုံးသွားပြီလို့ယူဆလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အောင်မြင်မှုကပြည့်စုံဖို့မဟုတ်ပါဘူးဒါမင်းလွဲချော်သွားတဲ့အခါမျိုးမှာတော့ဂရိကဝတ်ပြုထားဖို့ပဲဖြစ်ပါတယ်အမှားတိုင်းကိုကြာရှုံးမှုအဖြစ်မဟုတ်ဘဲနဲ့သင်ခန်းစာအဖြစ်မြင်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မင်းမှားသွားတဲ့အခါမှာကိုမေးပါအဲ့ဒီအလေးချင်းကိုဘာကလှုံ့ဆော်ခဲ့တာလဲနောက်တစ်ချိန်ငါဘာတွေမတူအောင်လုပ်နိုင်မလဲတုံ့ပြန်မှုပိုကောင်းတဲ့နည်းလမ်းကပါလေဘာလို့လဲဆိုတော့မင်းကိုဖမ်းမိတိုင်းမင်းပို့ပြီးတော့မှတန်မာလာလို့ပါမင်းပိုကောင်းတဲ့ရွေးချယ်မှုကိုရွေးချယ်တိုင်းမှာမင်းအလေးချင်းအသစ်တစ်ခုကိုအားဖြည့်ပေးနေပါတယ်မင်းပုံစံကိုပြင်လိုက်တိုင်းမှာမင်းလွတ်မြောက်ဖို့ပိုနီးစပ်လာပါတယ်မကောင်းတဲ့လေးချင်းတစ်ခုကိုချိုးပြဖို့ပထမအဆင့်ကတော့အဲ့ဒါဘာကြောင့်စတင်တည်ရှိနေတယ်ဆိုတာကိုနားလည်ဖို့ပါပဲရင်းမြစ်အကြောင်းရင်းကိုပေါ်ထုတ်ပါလှုံ့ဆော်ချက်ကိုသတိပြုပါမင်းကိုပြည့်စည်မဲ့အစားအကျိုးပြုမဲ့တစ်ခုခုနဲ့အလေးချင်းကိုအစားထိုးပါမင်းဒီလိုအဆက်မပြတ်လှုံ့ဆော်တဲ့အခါအဲ့ဒီအလေးချင်းကသူ့ရဲ့စွမ်းအားကိုဆုံးရှုံးသွားပါတယ်မင်းထိန်းချုပ်မှုယူလိုက်တာဖြစ်ပါတယ်မင်းပုံစံကိုပြောင်းလိုက်တာလည်းဖြစ်ပါတယ်မင်းလွတ်မြောက်သွားတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့မကောင်းတဲ့အလေးချင်းတွေကိုချိုးပြဖို့ဒုတိယနည်းလမ်းကတော့မင်းပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းဖြစ်ပါတယ်သင်အလေးချင်းတွေကသီးခြားတည်ရှိနေတာမဟုတ်ပါဘူးတို့ကမင်းပတ်ဝန်းကျင်မင်းရဲ့ရုပ်ပိုင်းဆိုင်ရာနေရာမင်းအပြန်လည်ဆက်ဆံတဲ့လူတွေမင်းလိုက်နာတဲ့လူရိုးလုံးစင်တွေနဲ့မင်းကိုမင်းထိတွေ့စေတဲ့အရာတွေရဲ့လွှမ်းမိုးမှုကိုခံရပါတယ်ဒီအရာတွေအားလုံးကမင်းရဲ့ပြုမှုကိုပုံဖော်ပေးပါတယ်မင်းကမင်းရဲ့ပတ်ဝန်းကျင်ကိုမပြောင်းလဲဘူးဆိုရင်မင်းအလေးချင်းတွေကိုပြောင်းလဲဖို့မင်းအမြဲတမ်းရုန်းကန်နေရပါလိမ့်မယ်လူအများစုကတို့ရဲ့ပတ်ဝန်းကျင်ကတို့ကိုဘယ်လောက်ထိထိန်းချုပ်ထားတယ်ဆိုတာကိုရှော့တွက်ကြပါတယ်တို့ကအလေးချင်းတွေကစိတ်ဆန္ဒတသက်ပေးလို့ယူဆကြပြီးတော့
ပိုပြီးကြိုးစားရင်ပျက်စီးစေတဲ့အပြုအမူတွေကိုရပ်တန့်နိုင်မယ်လို့ထင်ကြပါတယ်။ဒါပေမဲ့မင်းပတ်ဝန်းကျင်ကလှုံ့ဆော်မှုတွေရဲ့ဆွမ်းအားနဲ့ရှင်ရင်စိတ်ဆန္ဒကအားနေပါတယ်။မင်းရဲ့မကောင်းတဲ့လေ့ကျင့်ကိုအားဖြည့်ပေးမဲ့လှုံ့ဆော်ချက်တွေဝန်းရံနေမယ်ဆိုရင်မင်းရက်ချင်စိတ်ဘယ်လောက်ပဲရှိရှိဒူညီတဲ့တန်တရားတွေကိုပဲဆက်လက်ကြားရောက်နေပါလိမ့်မယ်။မင်းချိုးပြခြင်းတဲ့အလေးချင်းတွေကိုစဉ်းစားပါမင်းကိုအဲ့ဒီတဲကိုအဆက်မပြတ်ဆွဲခေါ်နေတဲ့မင်းပတ်ဝန်းကျင်မှာဘာတွေရှိနေလဲ။မင်းအလုံးနောက်ဆုံးလုံနေတာကိုရက်ချင်ပေမဲ့မင်းရဲ့အလုံးနေရာဟာအာယုံပြန့်လဲမှုတွေနဲ့ပြည့်နေတယ်ဆိုရင်မင်းဟာကိုယ့်ကိုယ်ကိုကြာရှုံးဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။မင်းအချိန်ပြုံးတာကိုရက်ချင်ပေမဲ့မင်းတနေ့တာရဲ့တမနစ်ကိုတော့မစီစဉ်ဘူးဆိုရင်မင်းချိုးပြဖို့ကြိုးစားနေတဲ့အလေးချင်းကိုအားဖြည့်နေတာဖြစ်ပါတယ်။မင်းပတ်ဝန်းကျင်ကမင်းအတွက်အလုံးလုပ်ပေးနေတာဒါမှမဟုတ်မင်းကိုစန့်ကျင်ပြီးအလုံးလုပ်ပေးနေတာဖြစ်ပါလိမ့်မယ်။မကောင်းတဲ့အလေးချင်းတွေကိုချိုးပြဖို့တော့ချက်ကတော့အလေးချင်းကိုလှုပ်ဆောင်ဖို့ပုံမခက်ခဲစေမဲ့ပတ်ဝန်းကျင်တစ်ခုကိုပုံဖော်ဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ခုခုကမလွယ်ကူဘူးဆိုရင်မင်းလှုပ်ဆောင်ဖို့အလားအလာနေပါလို့ပါ။မကောင်းတဲ့အလေးချင်းတစ်ခုကအပူအောက်ထုံးမှုလိုအပ်တယ်ဆိုရင်မင်းအုံနောက်ကတဘာဝအတိုင်းပဲစန့်ကျင်ပါလိမ့်မယ်။မင်းအလေးချင်းကိုလှုံ့ဆော်တဲ့လှုံ့ဆော်ချက်တွေကိုဖော်ထုတ်ခြင်းဖြင့်စတင်ပါ။အဲ့ဒီအလေးချင်းကဘယ်မှာများသွားပြင်ပြည့်ပြည့်လေးရှိတယ်လဲ။ဘယ်အရာဝတ္ထုတွေနေရာတွေဒါမှမဟုတ်လူတွေနဲ့ဆက်ဆက်နေတယ်လဲ။ဘယ်ပုံစံတွေကထက်ကဖြစ်နေတယ်လဲ။ဒီလှုံ့ဆော်ချက်တွေကိုမင်းသတိပြုမိတာနဲ့မဟာဗျူဟာမြောက်ပြောင်းလဲမှုတွေပြုလုပ်ပါ။မင်းနေရာကိုပြန်စီပါ။သွေးဆောင်မှုတွေကိုဖယ်ရှားပါ။မင်းကိုမင်းနဲ့အလေးချင်းကြားမှာပုတ်တိုက်မှုဖန်တီးပါ။ဒီအချက်ကဘယ်လောက်ရိုးရှင်းလဲဆိုတာကိုကြည့်ပါ။ကျမ်းမာရေးနဲ့မညီတဲ့အစားအသောက်စားသုံးမှုကိုရှော့ချခြင်းနဲ့ဆိုရင်မင်းအိမ်မှာကျမ်းမာရေးနဲ့မညီတဲ့အစားအစာတွေမထားပါနဲ့။ TV အများကြီးကြည့်တာကိုရက်ချင်နေဆိုရင်အသုံးပြုပြီးတိုင်းပလက်ဖြုတ်ထားလိုက်ပါ။ဒါမှပြန်ဖွင့်မှုအပေါ်အားထုတ်မှုလိုအပ်ပါလိမ့်မယ်။ပတ်ဝန်းကျင်ဆိုင်ရာသိငယ်တဲ့ပြောင်းလဲမှုတွေကကြီးမားတဲ့ကွာခြားချက်ကိုဖန်တီးပေးနိုင်ပါတယ်။ဒီအချက်ကလွယ်ကူတယ်လို့မဆိုလိုပေမဲ့ရိုးရှင်းပါတယ်။ဒါပေမဲ့လှုံ့ဆော်ချက်တွေကိုဖယ်ရှားတာကတိုက်ပွဲရဲ့တဝက်ပဲရှိပါသေးတယ်။တဲ့တိဆောက်ခြင်းနဲ့အလေးချင်းတွေကိုအားဖြည့်ပေးမဲ့လှုံ့ဆော်ချက်အသစ်တွေကိုလည်းမင်းထပ်ထည့်ရပါမယ်။မင်းစာဖို့ဖတ်ခြင်းနဲ့ဆိုရင်မင်းအချိန်ဖြုံးလေးရှိတဲ့နေရာမှာစာအုပ်တို့ကိုထားလိုက်ပါ။ကိုလက်လှုပ်ရှားမှုကိုအဆက်မပြတ်လုပ်ခြင်းနဲ့ဆိုရင်အားကစားဝတ်စုံတွေကိုတညကြိုတင်ပြင်ဆင်ထားပါ။ပိုပြီးစောစောနိုးခြင်းနဲ့ဆိုရင်အဲ့ရာကနေမဖြစ်မနေထားနိုင်အောင်နှုတ်ဆက်ကိုအခန်းတစ်ဖက်ကျမ်းမှာထားပါ။ကောင်းတဲ့လေ့ကျင့်တွေကိုလွယ်ကူအောင်လုပ်ပြီးတော့မကောင်းတဲ့လေ့ကျင့်တွေကိုခက်ခဲအောင်လုပ်ပါ။ဘာကြောင့်လဲဆိုတော့အပြုတ်မှုကအတားစီအ ਨੇ ဆုံးလမ်းကြောင်းကိုလိုက်တာကြောင့်ပါ။မင်းစိတ်ရအမြဲတမ်းလွယ်ဆုံးရာကိုရွေးချယ်ပါလိမ့်မယ်။အလွယ်ဆုံးရွေးချယ်မှုကမင်းရဲ့မကောင်းတဲ့လေ့ကျင့်ဆိုရင်မင်းအဲ့ဒီထဲကိုပဲဆက်ပြီးကြားရောက်နေပါလိမ့်မယ်။ဒါပေမဲ့အလွယ်ဆုံးရွေးချယ်မှုကမင်းတိဆောက်ခြင်းတဲ့လေ့ကျင့်ဆိုရင်မင်းစဉ်းစားစရာမလိုဘဲနဲ့မင်းအပြုတ်မှုကိုစတင်ပြောင်းလဲလာပါလိမ့်မယ်။ဒီမှာလူအများစုလိလူရှုထားတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အခြားလူတွေရဲ့လွှမ်းမိုးမှုပါ။မင်းပတ်ဝန်းကျင်ဆိုတာရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုတွေအကြောင်းတတ်မဟုတ်ပါဘူး။ဒါဟာမင်းပေါင်းသိတဲ့လူတွေကြောင့်လည်းဖြစ်ပါတယ်။မင်းသဘောပေါက်သည်ဖြစ်စေမပေါက်သည်ဖြစ်စေမင်းရဲ့အလေးကျင့်တွေဟာမင်းပတ်ဝန်းကျင်ကလူတွေရဲ့အလေးအကျင့်တွေနဲ့ပုံဖော်ထားတာပါ။မင်းစင်ကြေပေးတဲ့သူတွေနဲ့အချိန်ဖြုံးရင်မင်းစင်ကြေစတင်ပေးလာပါလိမ့်မယ်။မင်းပတ်ဝန်းကျင်မှာစီကံမရှိတဲ့သူတွေဝန်းရံနေမင်းရဲ့စီကံကထိခိုက်ပါလိမ့်မယ်။မင်းဘဝတွေကလူတွေကမကောင်းတဲ့အလေးကျင့်တွေကိုအားပြည့်ပေးနေမင်းအဲ့ဒီအလေးကျင့်တွေကနေလွတ်မြောက်ဖို့မဖြစ်နိုင်တဲ့လောက်ကိုခက်ခဲနေပါလိမ့်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာမသိလိုက်ပဲနေတာကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေအပြုတ်မှုတွေကိုအတူယူတတ်လို့ပါ။ဒါကြောင့်မင်းပတ်ဝန်းကျင်ကိုပြောင်းလဲတယ်ဆိုတာမင်းဘဝတွေကိုဝင်ရောက်ခွင့်ပေးတဲ့သူတွေကိုပြောင်းလဲတာကိုဆိုလိုတတ်ပါတယ်။မင်းမကောင်းတဲ့အလေးကျင့်တွေကိုချိုးပြဖို့အလေးနဲ့ထားတယ်ဆိုရင်မင်းကိုလမ်းမစီကိုဆွဲခေါ်သွားတဲ့သူတွေစီကနေကိုကာကွယ်ရပါမယ်။ဒါကလူတိုင်းကိုအဆက်ဖြတ်လိုက်ဖို့မဆိုလိုပေမဲ့မင်းအချိန်အများဆုံးပေးတဲ့သူတွေနဲ့ပတ်သက်ပြီးရွေချက်ရှိဖို့တော့လိုပါတယ်။မင်းဝရှိကိုတိုးပို့ပြီးမဲ့သူတွေမင်းကိုပုံမြင်မာတဲ့စံတော်တစ်ခုမှထားရှိမဲ့သူတွေမင်းဖန်တီးခြင်းတဲ့ဘဝမျိုးကိုနေထိုင်နေတဲ့သူတွေနဲ့မင်းကိုဝန်းရံထားပါ။ဘာလို့လဲဆိုတော့မင်းလိုချင်တဲ့အလေးချင်းတွေကိုပုံဖော်နေတဲ့သူတွေနဲ့အတူရှိတဲ့အခါမှာသူတို့ရဲ့အပြုအမူကမင်းပေါ်မှာကောင်းမွန်တဲ့နည်းနဲ့လွှမ်းမိုးလာပါလိမ့်မယ်။ဒီအချက်ကအဓိကကြပါတယ်။မင်းပြည့်စုံတဲ့လူတွေကိုရှာဖို့မလိုအပ်ပါဘူး။ပိုကောင်းတဲ့လေးချင်းတွေကစံဖြစ်တဲ့ပတ်ဝန်းကျင်တွေထဲမှာမင်းကိုထားဖို့ပဲလိုပါတယ်။မင်းပန်းနိုင်နေတဲ့ကိုင်းညီတဲ့အဖွဲ့တစ်ခုမှာပါဝင်ပါ။မင်းတီဆောက်ခြင်းတဲ့ကိုယ်ပိုင်လက္ခဏာကိုအားဖြည့်ပြီးမဲ့နေရာတွေမှာချိန်ပြုံးပါ။မင်းလိုချင်တဲ့အပြုအမူကပုံမှန်ဖြစ်တဲ့အခြေအနေတွေမှာမင်းကိုထားပါ။ဘာကြောင့်လဲဆိုတော့တခုခုကပုံမှန်လို့ခံစားရတဲ့ကအဲ့ဒါကအားထုတ်မှုမရှိဘဲနဲ့ဖြစ်သွားလို့ပါ။မင်းအလေးချင်းတွေကမင်းပတ်ဝန်းကျင်ပုံရိပ်ပါပဲ။မကောင်းတဲ့လေးချင်းတွေကမင်းကိုမပြတ်စည်းခင်ချိုးပြတ်ခြင်းနဲ့ဆိုရင်မင်းအဲ့ဒီပတ်ဝန်းကျင်ကိုထိန်းချုပ်ရပါမယ်။လုံစော်ချက်တွေကိုဖယ်ရှားပါမကောင်းတဲ့လေးချင်းကိုမလွယ်ကူအောင်လုပ်ပါကောင်းတဲ့လေးချင်းကိုလွယ်ဆုံးရွေးချယ်မှုဖြစ်ပါစေမ
မင်းကိုဆွဲချမဲ့အစားမြင့်တင်ပေးမဲ့သူတွေနဲ့မင်းကိုမင်းဝန်းရံထားပါ။ဘာကြောင့်လဲဆိုတော့မင်းပတ်ဝန်းကျင်ကမင်းရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့အခါမကောင်းတဲ့လေ့ကျင့်တွေကိုချိုးပြတ်တာကရုန်းကန်ရမှုမဟုတ်တော့ပါဘူး။ဒါအလိုလျောက်ဖြစ်သွားပါတယ်။အခုမကောင်းတဲ့လေ့ကျင့်တွေကိုချိုးပြဖို့တတိယနီးလန်းကတော့မင်းရဲ့ကိုယ်ပိုင်လက္ခဏာကိုပြန်လဲရေးဆွဲခြင်းဖြစ်ပါတယ်။ကိုမကောင်းတဲ့လေ့ကျင့်နေနဲ့ရုန်းကန်နေရတဲ့သူအဖြစ်မြင်နေလို့ရှိရင်မင်းဆက်ပြီးတော့မှရုန်းကန်နေရပါလိမ့်မယ်။မင်းဟာစီကံမရှိတဲ့သူလို့ယုံကြည်နေရင်မင်းကိုမှန်ကန်ကြောင်းဆက်လက်သက်သေပြနေပါလိမ့်မယ်။ဘာလို့လဲဆိုတော့မင်းလှုပ်ဆောင်တဲ့လုပ်ရတဲ့အတိုင်းကမင်းစိတ်ထဲမှာရှိနေတဲ့ကိုယ်ပိုင်လက္ခဏာကိုထင်ဟပ်နေလို့ပါပဲ။မင်းကိုယ်ပိုင်လက္ခဏာကမင်းရဲ့မကောင်းတဲ့လေ့ကျင့်နေနဲ့ကိုင်ညီနေတဲ့၍မင်းအဲ့ဒီအလေ့ကျင့်နေစီကိုအမြဲတမ်းပြန်သွားပါလိမ့်မယ်။လူအများစုအပြစ်မှုတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးတော့သူတို့ရဲ့လေ့ကျင့်တွေကိုပြောင်းလဲဖို့ကြိုးစားကြပါတယ်။သူတို့ပန်းနိုင်တွေတတ်မှတ်ကြတယ်။ကိုမတူညီအောင်လှုပ်ဆောင်ဖို့အတင်းကျပ်ကြိုးစားကြတယ်။စိတ်ဆန္ဒနဲ့တွန်းအားပေးလှုပ်ဆောင်ကြတယ်။ဒါပေမဲ့အတွင်းစိတ်ထဲမှာသူတို့ကကိုပြင်းရည်တူမတည်ငြိမ်တဲ့သူအမြဲတမ်းပုံစံဟောင်းနေစီပြန်ရောက်သွားတဲ့သူအဖြစ်နဲ့မြင်နေတုံးဆိုရင်ဘလောက်ပဲကြိုးစားအားထုတ်ပါစီရေရှည်တည်တဲ့ပြောင်းလဲမှုကိုဖန်တီးနိုင်မှာမဟုတ်ပါဘူး။မင်းရဲ့လေ့ကျင့်တွေကမင်းလှုပ်ဆောင်တဲ့အရာတွေတသက်မဟုတ်ပါဘူး။သူတို့ကမင်းဘယ်သူလို့ယုံကြည်ထားလဲဆိုတာရဲ့ဖော်ပြချက်တွေဖြစ်ပါတယ်။မင်းရဲ့ကိုယ်ပိုင်လက္ခဏာကိုမပြောင်းလဲမချင်းမင်းမကောင်းတဲ့လေ့ကျင့်တွေကနေလွတ်မြောက်ဖို့အမြဲတမ်းရုန်းကန်နေရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မင်းရဲ့မသိစိတ်ကမင်းထင်ထားတဲ့သူနဲ့ကန့်ညီနေစေဖို့တိုက်ခိုက်နေမှာဖြစ်လို့ပါ။ဒီစာကြောင်းနှစ်ခုရှားကကွာခြားချက်ကိုစဉ်းစားကြည့်ပါ။ငါဆက်လက်ပြဖို့ကြိုးစားနေတယ်။ငါဆက်လက်တောက်သူမဟုတ်ဘူး။ပထမစာကြောင်းကရုန်းကန်နေရတာကိုဖော်ပြပါတယ်။ကြိုးစားအားထုတ်မှုကိုဖော်ပြပါတယ်။အဲဒီလူကဆက်လက်တောက်နေစေဖြစ်ပြီးတော့ခုခံဖို့ကြိုးစားနေသူအဖြစ်ကိုမြင်နေသေးတယ်ဆိုတာကိုဖော်ပြနေပါတယ်။ဒုတိယစာကြောင်းကတော့ကိုယ်ပိုင်လက္ခဏာကိုကြီးညာခြင်းပဲဖြစ်ပါတယ်။ဒါအတွင်းပရိပက္ခကိုဖယ်ရှားလိုက်ပါတယ်။သူတို့တိစောက်ခြင်းနဲ့အလေးချင်းအသင်းနဲ့အဲဒီလူရဲ့ကိုမြင်တဲ့ပုံစံကိုကိုက်ညီစေပါတယ်။ဒီအချက်ကအဓိကကြပါတယ်။မင်းလောက်ရတွေကမင်းရဲ့ကိုယ်ပိုင်လက္ခဏာကိုအမြဲတမ်းလိုက်နာပါလိမ့်မယ်။မင်းကိုစီကံမရှိသူအဖြစ်မြင်နေရင်စီကံမရှိတဲ့ရွေးချယ်မှုတွေကိုဆက်လုပ်နေပါလိမ့်မယ်။ကိုထိန်းချုပ်မှုမရှိသူအဖြစ်မြင်နေရင်အဲ့ဒါနဲ့အညီပဲပြုမှုပါလိမ့်မယ်။ဒါပေမဲ့ကိုခိုင်မာသူအာယုံအစူးစိုက်သူနဲ့ထိန်းချုပ်နိုင်သူအဖြစ်နဲ့စတင်မြင်လာတဲ့အခါအဲ့ဒီကိုယ်ပိုင်လက္ခဏာနဲ့ကိုက်ညီတဲ့ဆုံးဖြတ်ချက်တွေကိုစတင်ချမှတ်လာပါလိမ့်မယ်။ဒီတော့မင်းရဲ့ကိုယ်ပိုင်လက္ခဏာကိုဘယ်လိုပြန်လဲရေးဆွဲမလဲ။မင်းလိုရတဲ့တဘာဝတိုင်းလိုက်ပါလာစီဖို့ကိုမြင်တဲ့ပုံစံကိုဘယ်လိုပြောင်းလဲမလဲ။အမြဲဆုံးနီးလန်းတွေကတစ်ခုကတော့သေးငယ်ပြီးတည်ငြိမ်တဲ့အောင်မြင်မှုတွေကတစ်ဆင့်ဖြစ်ပါတယ်။မင်းရဲ့ကိုယ်ပိုင်လက္ခဏာအသင်းနဲ့ကိုက်ညီတဲ့လုပ်ရတစ်ခုကိုမင်းလှုပ်ဆောင်နိုင်ပါ။အဲ့ဒါကိုအားဖြည့်ပေးပါတယ်။မင်းကိုပေးထားတဲ့ဂရီတစ်ခုကိုမင်းဆက်လက်လိုက်နာတိုင်းမင်းသက်သေအထောက်အထားကိုတိစောက်ပါတယ်။မင်းလုံနိုင်စွမ်းရှိတယ်ဆိုတာကိုသက်သေပြတိုင်းယုံကြည်မှုကပို့ပြီးတော့မှခိုင်မာလာပါတယ်။လူအများစုကကိုယ်ပိုင်လက္ခဏာပြောင်းလဲမှုကအရင်ဖြစ်ရပဲ။သူတို့ကအဲ့ဒီလိုလူတူအဖြစ်ပြုမှုနိုင်ဖို့အဲ့ဒီလိုလူမျိုးစားဖြစ်တယ်လို့ယုံကြည်ဖို့လိုတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့အဲ့ဒါရဲ့စန့်ကျင်ဘက်ကအမှန်တရားဖြစ်ပါတယ်။မင်းယုံကြည်ဖို့စောင့်နေစရာမလိုပါဘူး။မင်းလှုပ်ဆောင်ခြင်းအပြင်ယုံကြည်မှုစီကိုရောက်သွားတာပါ။ကိုယ်ပိုင်လက္ခဏာအသစ်ကိုအားဖြည့်ပြီးမဲ့သေးငယ်တဲ့အဆင့်တွေကိုမင်းလှုပ်ဆောင်ပြီးအချိန်ကြာလာတဲ့အခါအဲ့ဒီသေးငယ်တဲ့အဆင့်တွေကမင်းမြင်တဲ့ပုံစံကိုပြန်လည်ပုံဖော်ပေးပါလိမ့်မယ်။မင်းအမြဲတမ်းကိုလက်လှုပ်ရှားလှုပ်ဆောင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်သေးငယ်တဲ့အရာတစ်ခုနဲ့စတင်ပါ။မနေ့တိုင်းလက်ထောက်ကို push up 10 ချက်လုပ်ပါ။မင်းအကျိုးဖြစ်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်မင်းပတ်ဝန်းကျင်ကအာယုံပြန်လည်မှုတစ်ခုတည်းကိုပဲဖယ်ရှားလိုက်ပါ။သင်ချမ်းမိုင်းနဲ့ညီညွတ်အောင်စားသုံးတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တနေ့ကိုမကောင်းတဲ့စားသောက်ရွေးချယ်မှုတစ်ခုတည်းကိုပိုကောင်းတဲ့တစ်ခုနဲ့အစားထိုးလိုက်ပါဒီသေးငယ်တဲ့လုပ်ရက်တွေကအရေးမပါဘူးလို့ထင်ရပေမဲ့သူတို့ကတတ်တဲ့အထောက်အထားကိုဖန်တီးပေးလို့အစွမ်းထက်ပါတယ်မင်းအုံနောက်ကတတ်သိရှိတဲ့ຢာကိုယုံကြည်ပါတယ်မင်းရဲ့ကိုယ်ပိုင်လက္ခဏာအသစ်နဲ့ကိုက်ညီတဲ့လုပ်ရက်တစ်ခုကိုမင်းလှုပ်ဆောင်တိုင်းအဲ့ဒါကိုပို့ပြီးတော့မှခိုင်မာစေပါတယ်မင်းထက်ကတလဲလဲလှုပ်ဆောင်တိုင်းမင်းစိတ်ထဲကဇညုံကိုပြန်လဲရေးသားနေပါတယ်ဒီထက်ပိုအစွမ်းတက်တဲ့အရာတစ်ခုရှိပါသေးတယ်ဘာသာစကားကကိုယ်ပိုင်လက္ခဏာကိုအားဖြည့်ပေးပါတယ်မင်းကိုပြောဆိုပုံကကိုမြင်တဲ့ပုံစံကိုပုံဖော်ပေးပါတယ်မင်းကငါအမြဲတမ်းအလုပ်ကိုအချိန်ဆွဲလုပ်တယ်ငါဘယ်အရာကိုမှမလုပ်နိုင်ဘူးငါမှကိုထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့အမြဲပြောနေမယ်ဆိုရင်မင်းကအဲ့ဒီကိုယ်ပိုင်လက္ခဏာကိုအားဖြည့်ပေးနေတာပဲဖြစ်ပါတယ်မင်းအုံနောက်ကမင်းယုံကြည်တဲ့အရာနဲ့ကိုက်ညီနေအောင်အပြည့်နဲ့ကြိုးစားပါလိမ့်မယ်ဒါပေမဲ့မင်းကငါအဆုံးထိလှုပ်ဆောင်တဲ့သူမျိုးပါငါစီကံရှိတဲ့ရွေးချယ်မှုတွေလုပ်တယ်ငါမကောင်းတဲ့လေးချင်းတွေကိုငါ့ကိုမထိန်းချုပ်စေဘူးလို့စတင်ပြောဆိုမယ်ဆိုရင်မင်းရဲ့ကိုယ်ပိုင်ပုံစံသစ်ကိုလက်ခံဖို့မင်းစိတ်ကိုလေ့ကျင့်ပေးနေတာဖြစ်ပါတယ်မင်းစိတ်ကဒါကိုလက်ခံလိုက်တာနဲ့မင်းလုပ်ရက်တွေကတဘာဝတိုင်းလိုက်ပါလာပါလိမ့်မယ်လူအများစုကသူတို့ရဲ့အတိတ်ကိုသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာကိုပုံဖော်စေပါတယ်
သူတို့ကမကောင်းတဲ့လေ့ကျင့်နေတဲ့နှစ်ပေါင်းများစွာရုန်းကန်ခဲ့ရလို့ဒါကသူတို့ပဲလို့ထင်ကြပါတယ်ဒါပေမဲ့မင်းအတိတ်ကမင်းကိုသတ်မှတ်တာမဟုတ်ပါဘူးမင်းရဲ့ဆုံးဖြတ်ချက်တွေကသတ်မှတ်တာပါဘယ်အချိန်မှမဆိုကိုယ်ပိုင်လက္ခဏာတွေတခုကိုလှမ်းဝင်ဖို့မင်းဆုံးဖြတ်နိုင်ပါတယ်မင်းကိုရုန်းကန်နေရသူအဖြစ်မြင်နေတာကိုရက်တန့်ဖို့မင်းဆုံးဖြတ်နိုင်ပါတယ်မင်းကိုထိန်းချုပ်မှုယူတဲ့သူအဖြစ်စတင်မြင်ဖို့မင်းဆုံးဖြတ်နိုင်ပါတယ်မကောင်းတဲ့လေ့ကျင့်တွေကိုချိုးပြဖို့တော့ချက်ကတော့မင်းလှုပ်ဆောင်တဲ့အရာကိုပြောင်းလဲရုံနဲ့မဟုတ်ပါဘူးမင်းဘာလို့လဲဆိုတာကိုပြောင်းလဲခြင်းဖြစ်ပါတယ်မင်းကိုယ်ပိုင်လက္ခဏာကိုပြောင်းပါသေးငယ်တဲ့အောင်မြင်မှုတွေကိုဖန်တီးပါကိုမတူညီတဲ့ဘာသာစကားနဲ့ပြောပါမကောင်းတဲ့လေ့ကျင့်တွေကသူတို့ရဲ့ဘဝကိုမလွှမ်းမိုးစေတဲ့သူတစ်ယောက်ဖြစ်ကိုစတင်မြင်လာတာနဲ့အဲ့ဒီအလေ့ကျင့်တွေကမင်းဘောကနေချုပ်ကန်မှုရော့ကျသွားပါလိမ့်မယ်နောက်တစ်ခုအနေနဲ့မကောင်းတဲ့အလေ့ကျင့်တွေကိုချိုးပြဖို့စရုပ်ထနီးလန်းကတော့ပုံစံကိုပြတ်တော့ခြင်းပဲဖြစ်ပါတယ်အလေ့ကျင့်တိုင်းကဂွင်းဆက်တစ်ခုကိုလိုက်နာပါတယ်လှုံ့ဆော်ချက်လှုပ်ဆောင်မှုနဲ့အကျိုးကျေးဇူးမင်းအဲ့ဒီဂွင်းဆက်ကိုမပြတ်တော့ဘူးဆိုရင်အဲ့ဒီလေ့ကျင့်ကနေအလိုလျောက်ဆက်လက်လဲပတ်နေပါလိမ့်မယ်ဒါပေမဲ့မင်းအစီအစဉ်ကိုခဏတာလေးပြည့်ဖြတ်တောက်နိုင်ရင်မင်းပြောင်းလဲဖို့အခွင့်အရေးတစ်ခုကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်မကောင်းတဲ့အလေ့ကျင့်အများစုကအလိုလျောက်ဖြစ်နေတယ်လို့ခံစားရပါတယ်သူတို့ဖြစ်ပေါ်နေတာကိုမင်းသတိမထားမိပါဘူးမတိလိုက်ခင်မှာကျမ်းပိုင်နဲ့မညီတဲ့အစားအစာကိုစားလိုက်မိတယ်မင်းစားပြီးစိတ်ကူးရင်လည်းအလုပ်ကိုအချိန်ဆွဲလုပ်တယ်လှုပ်တဲ့လုပ်ကိုရှောင်နေမိတယ်ဘာဖြစ်နေလဲဆိုတာမင်းသဘောပေါက်တဲ့အချိန်ကျတော့အပြုတ်မှုတွေကိုနဲ့ချင်ရောက်နေပါပြီဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့အလေ့ကျင့်နေရမင်းအုံနောက်ထဲမှာနေမြန်တဲ့ဆုံးဖြတ်ချက်တွေအဖြစ်အမြင့်တွယ်နေလို့ပါပဲသူတို့ကသတိရှိတဲ့အတွေးကိုကြော်ပြတ်သွားပါတယ်သူတို့ကချိန်ပေါင်းများစွာအားပြည့်ပေးထားတဲ့ပုံစံတစ်ခုကိုလိုက်နာနေပြီးတော့မင်းစိတ်ကထားဖို့မေးခွန်းထုတ်ဖို့တောင်မှမလိုအပ်ပါဘူးဒါကြောင့်လူအများစုရက်တမ်းမှုရုန်းကန်ကြရတာပါဘာကြောင့်လဲဆိုတော့ဘာဖြစ်နေလဲဆိုတာကိုသဘောပေါက်တဲ့အချိန်မှာနောက်ကျနေပြီဖြစ်လို့ပါအဲ့ဒီရဲ့လေ့ကျင့်ကထိန်းချုပ်ထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒီအချက်ကလျှို့ဝှက်ချက်ပါပဲမင်းပုံစံမပြီးဆုံးခင်ဖြတ်တောက်နိုင်ရင်မင်းထိန်းချုပ်မှုကိုပြန်လည်ရယူနိုင်ပါတယ်လုံဆောင်မှုအပြည့်အဝမဖြစ်ပေါ်မီအချိန်အတိအကျမှာမင်းကိုဖမ်းမိနိုင်ရင်မင်းမတူညီတဲ့အရာတခုကိုရွေးချယ်ဖို့စွမ်းအားကိုပေးလိုက်တာဖြစ်ပါတယ်ဒါကိုလုံဆောင်မှုအများဆုံးနီးလန်းတွေတဲကတခုကတော့ရုပ်ပိုင်းဆိုင်ရာဖြတ်တောက်မှုကတစ်ဆင့်ဖြစ်ပါတယ်မင်းရဲ့အနေအထားကိုပြောင်းလိုက်ပါမင်းရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ပါမျောလင့်မထားတဲ့တခုခုကိုလှုပ်ပါဘာကြောင့်လဲဆိုတော့အုံနောက်ကအရှင်ကိုလိုက်နာဖို့ပုံစံချထားပြီးတော့မင်းအလေးချက်တစ်ခုရဲ့စီစဉ်မှုကိုရုပ်ပိုင်းဆိုင်ရာအရာဖြတ်တောက်တဲ့အခါမှာမင်းတတိရှိတဲ့အခိုက်အတန့်တစ်ခုကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်ခြေလမ်းဝင်ပြီးလမ်းကြောင်းပြောင်းမှုလုံလောက်တဲ့အခိုက်အတန့်လေးပါမင်း TV ကြည့်ဖို့စဉ်းစားနေထရက်ပြီးတော့အခြားကားတစ်ခုကိုလမ်းလျှောက်သွားပါပြင်းရင်မှုကြောင့်အစာပြေစားကြည့်စီဖြစ်ပေါ်လာရင်ရေတပံခွက်ကိုအရင်တောက်လိုက်ပါမင်းအာယုံပြလွတ်နေတာကိုကိုဖမ်းမိရင်လက်ကုပ်ကိုကြည့်ရတီးပြီးတော့မှရက်လို့អော်လိုက်ပါမင်းစနစ်ကိုအလိုလျောက်မောင်းနေမှုအော်တိုဖိုင်လော့ကနေစာသားတိုင်းပြောင်းလဲလှုပ်ရှားပြလိုက်ပါဒီသိငယ်တဲ့ပြတ်တောက်မှုတွေဟာအရေးမပါဘူးလို့ထင်ရပေမဲ့သူတို့ကမင်းကိုသတိမရှိတဲ့အပြုမှုကနေနှိုးထစေလို့အစွမ်းထပ်ပါတယ်မင်းသတိရှိလာတာနဲ့တပြိုင်နက်အဲ့ဒီရဲ့လေ့ကျင့်ကိုပိုကောင်းတဲ့အရာတစ်ခုနဲ့အစားထိုးနိုင်ပါတယ်ဘာလို့လဲဆိုတော့လေ့ကျင့်တစ်ခုကိုချိုးပြတ်တာကရက်တက်ရုံတက်မဟုတ်ပါဘူးအဲ့ဒီစွမ်းရင်ကိုလမ်းကြောင်းပြောင်းတာဖြစ်ပါတယ်အစားထိုးခြင်းမရှိဘဲလေ့ကျင့်တစ်ခုကိုဖယ်ရှားလိုက်ရင်မင်းစိတ်ကကွက်လက်ကိုဖြေဖို့တခြားအရာတစ်ခုကိုရှာဖွေပါလိမ့်မယ်ဒါပေမဲ့မင်းရည်ရွယ်ချက်ရှိတုံ့ပြန်မှုအသစ်တစ်ခုကိုမိတ်ဆက်ပေးလိုက်ရင်မင်းပုံစံကိုထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်ဥပမာအားဖြင့်မင်းအလေးအကျင့်ကအလုံးနောက်ဆုတ်လုပ်တာအချိန်ဆွဲလုပ်တာဆိုရင်မင်းတုံဆိုင်နေတာကိုဖမ်းမိတဲ့အချိန်မှာငါးကနေစပြီးတော့ပြောင်းပြန်ရည်တွဲလို့ချက်ချင်းလှုပ်ဆောင်လိုက်ပါစေးဆက်ညှိနှိုင်းမှုကိုအချိန်မပေးပါနဲ့မင်းအလေးအကျင့်ကအစိုးမြင်စိနဲ့ကိုပြောဆိုတာဆိုရင်အစိုးမြင်တဲ့အတွေ့အကြုံကိုမင်းသတိပြုမိတဲ့အချိန်မှာအပြုသဘောဆောင်တဲ့တစ်ခုကိုအပြန်ကျေပြောလိုက်ပါစွမ်းအင်ကိုပြောင်းပါမင်းအလေးချင်းကစိတ်ပြီးစီလို့စားသုံးတာဆိုရင်အဲ့ဒီလိုရက်ကိုအစားထိုးလိုက်ပါအမြန်လမ်းလျှောက်ထွက်ပါအသက်ပြင်းပြင်းဆင်ချက်ရှူပါအခြေအနေကနေရုပ်ပိုင်းဆိုင်ရာအရာထွက်ခွာလိုက်ပါဒီအချက်ကအဓိကကြပါတယ်မင်းအဲ့ဒီအလေးချင်းကိုပုံမြန်ဖြတ်တောက်နိုင်လေလေအဲ့ဒါကပိုပြီးအားနေသွားလေလေပါပဲမင်းအဲ့ဒါကိုကြာဆက်လေပတ်ခွင့်ပြုလေလေပိုပြီးအားကောင်းလာလေလေပါပဲမင်းအစောပိုင်းမှာဖမ်းမိတိုင်းမင်းအုံနောက်ကိုပြန်လေ့ကျင့်ပေးပါတယ်မင်းသတိရှိမှုကိုတိဆောက်ပါတယ်မင်းထိန်းချုပ်မှုကိုယူလိုက်ပါတယ်အချိန်ကြာလာတဲ့အခါမှာအဲ့ဒီအလေးချင်းကသူ့ရဲ့ဆွမ်းအားကိုလုံးဝဆုံးရှုံးသွားတဲ့အခြေအနေကိုမင်းရောက်ရှိသွားပါလိမ့်မယ်ဒါပေမဲ့ဖြတ်တော့ရုံတက်နဲ့မလုံလောက်ပါဘူးအဲ့ဒီအလေးချင်းကိုအားဖြည့်ပြီးတဲ့သွေးဆောင်မှုတွေကိုလည်းမင်းဖယ်ရှားရပါမယ်ဘာကြောင့်လဲဆိုတော့တခုခုကအမြဲတမ်းလန်းမိနေရင်သင်အုံနောက်ကအဲ့ဒါစီကိုပဲပုံမှန်ရောက်သွားပါလိမ့်မယ်ကျမ်းမိုင်းနဲ့မညီတဲ့အစားအစာတွေအိမ်မှာရှိနေရင်မင်းစားမိမှာပဲမင်းအကြိုက်ဆုံးအစီအစဉ်ကခလုတ်တစ်ချက်နှိပ်ရုံအကွာဝေးမှရှိနေရင်မင်းအချိန်ဖြုံးမိမှာပဲ
အာယုံပြောင်းလဲမှုတွေနေရာတိုင်းမှာရှိနေရင်မင်းအလုပ်ကိုနောက်ဆုတ်ပြီးဆက်လုပ်နေမိမှာပဲမကောင်းတဲ့လေ့ကျင့်တွေကိုမလွယ်ကူအောင်လုပ်ပါမင်း TV ကြည့်ပြီးတော့မှအချိန်ပြုံးလေးရှိတယ်ဆိုရင်အသုံးပြုပြီးတိုင်းပလက်ဖြုတ်ထားလိုက်ပါဒါမှပြန်ဖွင့်ဖို့အဖို့အားထုတ်မှုလိုအပ်ပါလိမ့်မယ်ကျမ်းပိုင်နဲ့မညီတဲ့အစားအစာတွေကိုရှော့ချခြင်းနဲ့ဆိုရင်ပထမဦးဆုံးအနေနဲ့မဝယ်ပါနဲ့ဘာကြောင့်လဲဆိုတော့တခုခုကိုလှုပ်ဖို့ခက်ခဲတဲ့အခါမှာလှုပ်ဆောင်ဖို့ကလည်းအလားအလာနည်းပါပါတယ်ဒီတက်ဖို့အစွမ်းတက်တဲ့အရာတခုရှိပါသေးတယ်မကောင်းတဲ့လေ့ကျင့်တွေကိုကြိုတင်ပိတ်ဆို့ဖို့ဂရိကဝတ်ပြုစနစ်များ commandment device တွေကိုအသုံးပြုပါဂရိကဝတ်ပြုစနစ်ဆိုတာမင်းအစကတည်းကမကောင်းတဲ့ဆုံးဖြတ်ချက်မချမိအောင်ကာကွယ်ပေးတဲ့စနစ်ကိုဖြစ်ပါတယ်ဒါအသီးခြားပြစ်မှုတွေအတွက်အလိုလျောက်ကြိုးစားတစ်ခုကိုသတ်မှတ်ခြင်းအပြင်စိတ်ဆန္ဒကိုညီမျှခြင်းကနေဖယ်ရှားလိုက်တာဖြစ်ပါတယ်ဒီအချက်ကအမှန်တရားပါမကောင်းတဲ့အလေးအကျင့်တွေကပုတ်တိုက်မှုကိုမုန်းတီးကြပါတယ်မင်းတို့ကိုပို့ပြီးခက်ခဲအောင်လုပ်လေလေသူတို့ကမင်းပေါ်မှာလွှမ်းမိုးနိုင်စွမ်းနဲလေလေပါကောင်းတဲ့အလေးအကျင့်တွေကိုပို့ပြီးလွယ်ကူအောင်လုပ်လေလေသူတို့ကပုံမှန်အတိုင်းအလေးအကျင့်ဟောင်းတွေကိုအစားထိုးလာလေလေပါဒါကြောင့်နောက်တစ်ချိန်မင်းမကောင်းတဲ့လေ့ကျင့်တစ်ခုတွေကြားရောက်နေတာကိုကိုဖမ်းမိတဲ့အခါရက်လိုက်ပါရက်ပြီးမေးပါငါဒီပုံစံကိုဘယ်လိုပြတ်တောက်နိုင်မလဲငါဒီအခိုက်အတန့်ကိုဘယ်လိုဖြုတ်ခွဲနိုင်မလဲငါမကောင်းတဲ့လေ့ကျင့်ကိုပူခတ်ခဲအောင်နဲ့ကောင်းတဲ့လေ့ကျင့်ကိုပူလွယ်ကူအောင်ဘယ်လိုလုပ်နိုင်မလဲဘာလို့လဲဆိုတော့မင်းပုံစံကိုဖြတ်တောက်လေလေအဲ့ဒါကပူပြီးတော့မှအားနေသွားလေလေပါမင်းအလုံးလောက်အားနေသွားအောင်လုပ်ပြီးတာနဲ့လွတ်မြောက်ဖို့ဆိုတာရှောင်လဲလို့မရတော့ပါဘူးနောက်တစ်ခုအနေနဲ့မကောင်းတဲ့လေ့ကျင့်တွေကိုချိုးဖျက်ဖို့ပြင်စမနည်းလမ်းကတော့တာဝန်ခံမှုတိဆောက်ခြင်းဖြစ်ပါတယ်လူအများစုကသူတို့ကိုသူတို့ပဲအားကိုးပြီးတော့ပြောင်းလဲဖို့ပြက်ကွက်ကြပါတယ်သူတို့ကပုဂ္ဂိုလ်ရေးအရာပန်းနိုင်တွေတတ်မှတ်ကြတယ်တိတ်တိတ်ဆိတ်ဆိတ်ခရီးတွေပြီးကြတယ်သူတို့ကိုသူတို့ဒီတစ်ချိန်တော့မတူတော့ဘူးလို့ပြောကြတယ်ဒါပေမဲ့သူတို့ရဲ့ဂရီကဝတ်ကိုတခြားဘယ်သူမှမသိတဲ့အခါဖျက်လိုက်ဖို့အရန်လွယ်ကူပါတယ်မကောင်းတဲ့လေ့ကျင့်တွေကလျှို့ဝှက်ချက်ထဲမှာကြီးထွားတယ်သူတို့ကတကူတည်းဖြစ်နေချိန်မှာရှင်းသန်တယ်ပြောင်းလဲဖို့ဖိအားမရှိတဲ့မှောင်မိုက်တဲ့နေရာမှာသူတို့ကြီးထွားလာကြတယ်ဒါပေမဲ့မင်းတာဝန်ခံမှုကိုညီမျှခြင်းတွေကိုယူဆောင်လာတဲ့အခါအရာအလုံးပြောင်းလဲသွားပါတယ်မင်းဂရီကဝတ်တစ်ခုကိုလူသိရှင်ကြားပြုတ်လွတ်လိုက်တဲ့အခါမင်းအလောင်းစားကိုမြင့်တင်လိုက်တာဖြစ်ပါတယ်ကိုကြာရှုံးမှုကပုဂ္ဂိုလ်ရေးအရာစိတ်ပြည့်စရာတတ်မဟုတ်တော့ပဲနဲ့မင်းဖြည့်ရှင်းရမယ့်အရာတခုဖြစ်လာတဲ့အနေအထားမှာထားလိုက်တာဖြစ်ပါတယ်စဉ်းစားကြည့်ပါမင်းစိတ်ထဲမှာပန်းတိုင်တခုသတ်မှတ်တဲ့အခါစင်ကြေပေးဖို့လွယ်ကူတယ်ဆိုတာကိုမင်းသတိထားမိဘူးလားဒါပေမဲ့မင်းတခြားတယောက်ကိုပြောပြတဲ့အခါရုပ်တရက်အမှန်တကယ်ဖြစ်လာသလိုခံစားရတယ်ဘာကြောင့်လဲဆိုတော့တာဝန်ခံမှုကမင်းရဲ့စကားလုံးတွေနဲ့ကိုက်ညီအောင်လှုပ်ဆောင်မှုမင်းကိုတွန်းအားပေးလို့ပါပဲဒါလူမှုရေးဆိုင်ရာဖိအားအလွှာတစ်ခုကိုထပ်ထည့်ပေးပြီးတော့အဲ့ဒီဖိအားကိုမင်းအကျိုးအတွက်အသုံးပြုနိုင်ပါတယ်တာဝန်ခံမှုဖန်တီးဖို့အလွယ်ဆုံးနည်းလမ်းတွေတဲကတစ်ခုကတော့လက်တွဲပေါ်တစ်ခုကိုရှာဖွေခြင်းဖြစ်ပါတယ်မင်းကိုစစ်ဆေးပေးမဲ့သူမင်းမှားယွင်းသွားရင်မင်းကိုခေါ်ထုတ်မဲ့သူမင်းရဲ့စင်ကြေတွေကိုလက်မခံမဲ့သူဒါကမင်းရုန်းကန်နေရတာတွေအကြောင်းနားထောင်ပြီးတဲ့တကယ်ချင်းတသက်မဟုတ်ပါဘူးဒါမင်းစကားကိုလိုက်နာအောင်ထိန်းသိမ်းပေးမဲ့သူမင်းကိုစိန်ခေါ်မဲ့သူမင်းအရှုံးမပေးအောင်လုပ်မဲ့သူဖြစ်ပါတယ်မင်းမကောင်းတဲ့လေ့ကျင့်တစ်ခုကိုချိုးပြဖို့ကြိုးစားနေတယ်ဆိုရင်မင်းယုံကြည်ရတဲ့တရားရောက်ကိုပြောပြပါတိတိကျကျပြောပါငါဒီအလေးအကျင့်ကိုရပ်တန့်မှုဂရုပြုထားတယ်မင်းငါ့ကိုတာဝန်ယူပေးစေခြင်းတယ်ငါမှားသွားရင်ငါ့ကိုသတိပေးဖို့လိုတယ်ငါစင်ကြယ်ပေးရင်ငါဘာကြောင့်စတင်ခဲ့တယ်ဆိုတာကိုမင်းငါ့ကိုပြန်သတိရစေဖို့လိုတယ်အဲ့ဒီစကားကိုကြည်ကြည်ပြောလိုက်ရုံနဲ့ဂရိကဝတ်ကအမှန်တကယ်ဖြစ်လာစေပါတယ်ဒါပေမဲ့တာဝန်ခံမှုကတရားရောက်ကိုပြောပြရုံထက်ကျော်လွန်ပါတယ်ဒါအမှန်တကယ်ကြိုးစားတွေဖန်တီးခြင်းအကြောင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လောင်းစားလှုပ်ရှားတစ်ခုခုရှိနေတဲ့အခါမင်းစိတ်ကပြောင်းလဲမှုကိုအလေးနဲ့ထားလို့ပါပဲဒီနေရာမှာဂရိကဝတ်စာချုပ်များ commitment contract တွေဝင်လာပါတယ်ဂရိကဝတ်စာချုပ်ဆိုတာကကြာရှုံးမှုအတွက်အကျိုးဆက်တွေနဲ့အတူပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တစ်ခုဖြစ်ပါတယ်ဒါမင်းရဲ့မကောင်းတဲ့လေ့ကျင့်အတွက်ကုန်ကျစရိတ်တစ်ခုကိုချိတ်ဆက်ခြင်းအပြင်မင်းကိုမင်းတာဝန်ခံမှုရှိနေစေဖို့စနစ်တကျလှုပ်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဥပမာအားဖြင့်မင်းအာယုံပြန့်လွင့်မှုတွေနဲ့အချိန်ပြုံးတာကိုရပ်တန့်မှုကြိုးစားနေတယ်ဆိုရင်အရေးကြီးတဲ့အလုပ်တစ်ခုမှာမင်းအလုပ်ကိုနောက်ဆုတ်လိုက်မိရင်အချိန်ဆွဲမိရင်မင်းမကြိုက်တဲ့ဖွဲ့စည်းတစ်ခုကိုပတ်စံပေးရမယ်လို့စီးမြင်တစ်ခုသတ်မှတ်ပါမင်းကျမ်းပိုင်နဲ့မညီတဲ့အစားအစာတွေစားတာကိုရက်ချင်နေဆိုရင်မင်းစားတဲ့ကျမ်းပိုင်နဲ့မညီတဲ့အစာပြေစာတိုင်းအတွက်လက်ထောက်ကို push up 50လောက်ရမယ်လို့ကတိပြုပါမင်းပို့ပြီးစောစောနိုးထားဖို့ကြိုးစားနေတယ်ဆိုရင်မင်းနှိုးဆက်ကိုပေးလိုက်ရင် brighter ဖွဲ့စည်းကိုငွေလူရမယ်လို့ပြောတဲ့တာဝန်ခံမှုစီးမြင်တစ်ခုသတ်မှတ်ပါလျှို့ဝှက်ချက်ကတော့အလေးချင်းကိုချိုးပြတဲ့အတွက်အမှန်တကယ်မတတ်မတာဖြစ်မှုကိုဖန်တီးဖို့ပါပဲဘာလို့လဲဆိုတော့ကြိုးစားတစ်ခုရှိနေတဲ့အခါမင်းအုံနောက်ကလှုံ့ဆော်ခြင်းမပြုမီနှစ်ခါစဉ်းစားပါလိမ့်မယ်ပေးစမ်းမဲ့တန်ဖိုးရှိတယ်ဆိုတာကိုသိထားတဲ့အခါ
မင်းသွေးဆောင်မှုကိုလိုက်ရောဖို့အလားအလာကနေပါသွားပါလိမ့်မယ်ဒါပေမဲ့တာဝန်ခံမှုကအကျိုးဆက်တွေအကြောင်းသက်သက်မဟုတ်ပါဘူးဒါဟာမင်းရဲ့တိုးတက်မှုကိုမှတ်တမ်းတင်ခြင်းအကြောင်းလည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တိုင်းတာတဲ့အရာကတိုးတက်လာလို့ပါပဲမင်းရဲ့လေ့ကျင့်တွေကိုမှတ်တမ်းမတင်ဘူးဆိုရင်မင်းအမှန်တကယ်တိုးတက်မှုရှိမရှိမင်းသိနိုင်မှာမဟုတ်ပါဘူးအလေးချိန်မှတ်တမ်းတင်စနစ် habit tracker ကိုထားရှိခြင်းဖြင့်အစတင်ပါမင်းမကောင်းတဲ့လေ့ကျင့်တစ်ခုကိုအောင်မြင်စွာရှောင်ရှားနိုင်တဲ့နေ့တိုင်းမှာအမှတ်သားလုပ်ပါဆယ်ဆက်မပြတ်လှုပ်ဆောင်မှုတန်ကြိုးကိုတိစောက်ပါမင်းရဲ့တိုးတက်မှုကိုမြင်သာတဲ့နည်းလမ်းနဲ့မှတ်တမ်းတင်ပါဘာလို့လဲဆိုတော့မင်းဆယ်ဆက်မပြတ်လှုပ်ဆောင်မှုတန်ကြိုးတစ်ခုကြီးထွားလာတာကိုမြင်တဲ့အခါမင်းဒါကိုမချိုးပြတ်ချင်တော့ပါဘူးမင်းတိုးတက်နေကြောင်းသက်သေရှိတဲ့အခါဆက်လက်လှုပ်ဆောင်ဖို့ပိုလွယ်ကူလာပါတယ်ဥပမာအားဖြင့်မင်းဆက်လက်ပြတ်ဖို့ကြိုးစားနေတယ်ဆိုရင်မင်းဆက်လက်မတော့ဘဲနဲ့နေနိုင်တဲ့နေတိုင်းကိုမှတ်သားထားတဲ့ပြက်ကလေးတစ်ခုကိုထားပါမင်း TV ကြည့်တာကိုရှော့ချဖို့ကြိုးစားနေတယ်ဆိုရင်တပတ်ကိုမင်းအချိန်ဘယ်လောက်တတ်တာလဲဆိုတာကိုမှတ်တမ်းတင်ပါမင်းရဲ့အချိန်ကိုပို့ပြီးတော့မှစီကံရှိစီမံခန့်ခွဲဖို့လှုပ်ဆောင်နေတယ်ဆိုရင်ညနေတိုင်းမင်းရဲ့အောင်မြင်မှုတွေကိုချရေးပါမှတ်တမ်းတင်တဲ့လုပ်ရက်ကအချက်နှစ်ချက်ကိုလှုပ်ဆောင်ပေးပါတယ်ပထမအနေနဲ့ဒါဟာသတိရှိမှုကိုဖန်တီးပေးလို့သင်ရဲ့အပြုမှုကိုလေ့လူရှိလို့မရပါဘူးဒုတိယအနေနဲ့ဒါအချိန်ကိုဖန်တီးပေးပါတယ်ဘာကြောင့်လဲဆိုတော့မင်းတိုးတက်မှုကိုမြင်တဲ့အခါမင်းဆက်ပြီးတော့မှလှုပ်ဆောင်ကြလာလိမ့်မယ်မင်းလွဲချော်ခြင်းမရှိဘဲနဲ့ကြာနေနိုင်လေမင်းရဲ့လေ့ကျင့်အသက်ကပို့ပြီးတော့မှခိုင်မာလေးပါပဲဒီတက်ဖို့အစွမ်းတတ်တဲ့အရာတခုရှိပါသေးတယ်လမ်းကြောင်းမှန်မှန်ရှိနေတဲ့အတွက်မင်းကိုမင်းစုချပါဘာကြောင့်လဲဆိုတော့လေ့ကျင့်တစ်ခုကိုချိုးပြတာကဆွမ်းလွန်နေတာခံမှုလိုပဲခံစားရတယ်ဆိုရင်မင်းနောက်ဆုံးမှလက်လျှော့သွားပါလိမ့်မယ်မင်းအုံနောက်ကပြောင်းလဲမှုကိုစီကံနေတာမဟုတ်ဘဲနဲ့အကျိုးကျေးဇူးတွေနဲ့ဆက်ဆက်ဖို့လိုအပ်ပါတယ်စုပေးစနစ်တစ်ခုကိုစနစ်တကျပြုလုပ်ပါမင်းမကောင်းတဲ့လေ့ကျင့်ကိုတစ်ပတ်ကြာရှောင်ရှားနိုင်ရင်ကိုဒိဗယ်ရှိတဲ့တစ်ခုခုနဲ့စုချပါတလားကြောင်တင်းကြီးနေရင်မင်းရဲ့တိုးတက်မှုကိုအားဖြည့်ပေးမဲ့ပျော်ရွှင်စရာတစ်ခုခုကိုလုပ်ပါကိုအပြုသဘောဆောင်တဲ့အားဖြည့်မှုပေးပါဒါမှအဲ့ဒီအလေးချင်းကိုချိုးပြတ်တာကဆုံးရှုံးမှုဖြစ်မဟုတ်ပဲနဲ့အောင်မြင်မှုအဖြစ်ခံစားရပါလိမ့်မယ်နောက်ဆုံးအမှန်တရားကတော့တာဝန်ခံမှုဟာရည်ရှိဖြစ်ရပါမယ်လူအများစုကရဲတပတ်နေငယ်ကြအောင်တာဝန်ခံမှုရှိနေကြပေမဲ့ဇေယျထက်သန်မှုအစပြောက်သွားတာနဲ့စီးမင်းတွေကိုပြေလျှော့လိုက်ကြပါလေသူတို့ကဆက်ဆေးခြင်းကိုရက်လိုက်ကြတယ်သေးငယ်တဲ့စင်ကြီးတွေကိုရှော့ချခွင့်ပေးလိုက်ကြပါတယ်မတိလိုက်ခင်မှာပဲသူတို့စတင်ခဲ့တဲ့နေရာကိုပြန်ရောက်နေပါပြီမကောင်းတဲ့လေ့ကျင့်တစ်ခုကမင်းကိုမပြတ်စည်းခင်ချိုးပြတ်ဖို့အလေးနဲ့ထားတယ်ဆိုရင်တာဝန်ခံမှုကဘဝပုံစံတစ်ခုဖြစ်လာရပါမယ်မင်းရဲ့ဂတိကဝတ်တွေကိုမြင်တောင်ထားရမယ်မင်းကိုပုံမမြင်မာတဲ့စံနှုန်းတစ်ခုမှထိန်းထားပေးတဲ့သူတွေနဲ့ဆက်သွယ်မှုရှိနေရပါမယ်မင်းတိုးတက်မှုကိုမှတ်တမ်းတင်ပြီးဒီညင်မှုအတွက်ကိုယ့်ကိုယ်စုချရပါမယ်မင်းကအမြဲတမ်းအလောင်းစားလုပ်เสียတစ်ခုခုရှိနေရပါမယ်ဘာကြောင့်လဲဆိုတော့မင်းမှာအမှန်တကယ်တာဝန်ခံမှုရှိတဲ့အခါလက်လျှော့တာကရွေးချယ်စရာမဟုတ်တော့ပါဘူးလက်လျှော့တာကရွေးချယ်စရာမဟုတ်တော့တဲ့အခါအောင်မြင်မှုကရှောင်လဲလို့မရတာဖြစ်လာပါတယ်မကောင်းတဲ့လေ့ကျင့်တွေကိုချိုးပြတ်တာကစိတ်ဆန္ဒအကြောင်းမဟုတ်ပါဘူးယာယီစိတ်အားထက်သန်မှုအကြောင်းမဟုတ်ပါဘူးဒါနီးပြွာအကြောင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့လေ့ကျင့်တွေကအစွမ်းထက်ပါတယ်မင်းသဘောပေါက်သည်ဖြစ်စေမပေါက်သည်ဖြစ်စေမင်းအနာဂတ်ကိုပုံဖော်ပေးပါတယ်မင်းတို့ကိုထိန်းချုပ်မှုမယူဘူးဆိုရင်တို့ကမင်းကိုထိန်းချုပ်သွားပါလိမ့်မယ်ဒါပေမဲ့အခုတော့မင်းဘယ်လိုလွတ်မြောက်ရမလဲဆိုတာကိုသိသွားပါပြီအရင်းမြစ်အကြောင်းရင်းကိုမင်းဖော်ထုတ်ပါပြီဒါကြောင့်မင်းလက္ခဏာကိုတိုက်ခိုက်တာရပ်ပြီးတော့အမှန်တကယ်ပြဿနာကိုဖြေရှင်းနိုင်ပါပြီမင်းပတ်ဝန်းကျင်ကိုမင်းပြောင်းလဲလိုက်ပါပြီဒါကြောင့်မကောင်းတဲ့လေ့ကျင့်တွေကိုပိုခက်ခဲစေပြီးတော့ကောင်းတဲ့အလေ့ကျင့်တွေကိုပိုလွယ်ကူစေနိုင်ပါပြီမင်းရဲ့ကိုယ်ပိုင်လက္ခဏာကိုမင်းပြန်လဲရေးဆွဲပါပြီဒါကြောင့်မင်းအလေ့ကျင့်တွေကမင်းဖြစ်ချင်တဲ့သူနဲ့ကိုက်ညီနေပါပြီမမှန်တဲ့ပုံစံကိုမင်းဖြတ်တောက်ပါပြီဒါကြောင့်အလိုလျောက်ခွဲဆက်ကိုဖြိုခွဲပြီးတော့ပိုကောင်းတဲ့အရာတစ်ခုနဲ့အစားထိုးနိုင်ပါပြီတာဝန်ခံမှုကိုမင်းတည်ဆောက်ပါပြီဒါကြောင့်ဘာပဲဖြစ်ဖြစ်မင်းကိုတည်ငြိမ်နေစေမဲ့ပြင်ပစနစ်တွေကိုမင်းဖန်တီးနိုင်ပါပြီဒီအရာတွေထဲမှာဘယ်တစ်ခုကမှပြည့်စုံမဟုတ်ပါဘူးမင်းလွဲချော်တာတွေရှိလာပါလိမ့်မယ်မင်းအမှားတွေလုံးမိလိမ့်မယ်မင်းပုံစံဟောင်းတွေနဲ့ပြန်ကျသွားတဲ့အခိုက်အတန့်တွေရှိလာပါလိမ့်မယ်ဒါပေမဲ့အခုကွာခြားချက်ကဘာလဲဘယ်လိုပြင်ဆင်ရမလဲဆိုတာမင်းသိသွားတာပဲဖြစ်ပါတယ်မင်းကိုဖမ်းမိတိုင်းမင်းပို့ပြီးတော့မှတမ်းမာလာပါတယ်မကောင်းတဲ့လေ့ကျင့်တစ်ခုကိုပိုကောင်းတဲ့တစ်ခုနဲ့အစားထိုးတိုင်းမင်းရှေ့ကိုတိုးလာပါတယ်မင်းထိန်းချုပ်မှုယူတိုင်းမင်းဟာလေ့ကျင့်တွေရဲ့အကျဉ်းသားမဟုတ်ဘူးဆိုတာကိုသက်သေပြနေတာပါပဲမင်းဟာတာဝန်ခံသူဖြစ်ပါတယ်နောက်ဆုံးမှာတော့မင်းအလေးအကျင့်တွေကမင်းဘဝကိုဖန်တီးပေးပါတယ်ဒါကြောင့်မင်းကမင်းဘဝကိုပြောင်းလဲခြင်းနေဆိုရင်ဒီကနေစတင်ပါဘာလို့လဲဆိုတော့မင်းကမင်းရဲ့လေ့ကျင့်တွေကိုကျွမ်းကျင်ပိုင်းနိုင်ပြီဆိုတာနဲ့ကျန်တဲ့အရာအားလုံးကိုကျွမ်းကျင်ပိုင်းနိုင်သွားမှာဖြစ်လို့ပါပဲ
နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ